brand တိဆောက်ပါ personal brand ဖြစ် business brand ပဲဖြစ် brand တိဆောက်နိုင်ရင်အကျိုးများတာပဲ digital ခေတ်ရောက်လာချိန်မှာပိုသိသာလာတယ် marketing အတွက်ပဲဖြစ် sales အတွက်ပဲဖြစ် personal brand တိဆောက်ထားရင်ပိုလုပ်ဖြစ်တယ် ခင်ဗျား social media ကနေကိုယ့်ရဲ့ကျွမ်းကျင်မှုတစ်ခုခုကိုပုံမှန်ဝေမျှလို့အရှိန်ရလာပြီဆိုရင်အဲ့ဒီကနေကြော်ညာမလားဈေးရောက်မလား content တွေကိုစာအုပ်ပြန်ထုတ်မလားသင်တန်းပေးမလားအများကြီးလုပ်လို့ရတယ်ဒါကကိုယ်တိုင်တိဆောက်တဲ့ access တစ်မျိုးပဲတစ်ခုတော့ရှိတယ်ပေါက်တိုင်းလဲ brand ပုံရိပ်မြင့်တာမဟုတ်ဘူးကိုကလူတွေကိုဘာ value ပေးနိုင်လဲ consistent ဘယ်လောက်ဖြစ်လဲဆိုတဲ့ပေါ်တော်မူတည်တယ် business brand ကတော့အထူးပြောစရာလိုမယ်မထင်ဘူးခမည်းစီးပွားရေးတစ်ခုလုပ်တယ်ဆိုရင်အစာပိုင်း6လတစ်နှစ်လောက်ကတိမ်မြတ်ချင်မှမြတ်မယ်အရှုံးတော့ပေါ်ခြင်းပေါ်နိုင်တယ်ဒါပေမဲ့တဖြည်းဖြည်းလူတွေသိလာမယ်လက်ခံလာမယ်အဲ့ဒီကနေပိုရောင်းရလာမယ်တဖြည်းဖြည်းနဲ့အဲ့လိုစီးပွားရေးအကျိုးမြတ်အတွက်ပြင်ဘာထက်ရလာမလဲဆိုတော့ brand တစ်ခုတိဆောက်ခြင်းရဲ့အကျိုးမြတ်ပါရလာလိမ့်မယ်အဲ့ဒီမှာမြင်သာထင်သာရှိတဲ့ data တွေအပြင်မြင်သာထင်သာမရှိတဲ့ trust တွေ value တွေရဲ့တန်ဖိုးပါလာပြီကို brand ကသာတကယ်ပုံရိပ်ကြီးမားတယ်တကယ်ဆွဲဆောင်မှုရှိတယ်ဆိုရင်2နှစ်3နှစ်အတွင်းမှာသိန်းထောင်ချီတန်တာမျိုးလဲဖြစ်သွားနိုင်တယ်စီးပွားရေးတစ်ခုလုပ်တဲ့အခါရေတိုထက်ရေရှည်ကိုကြည့်ပါဆိုတာ brand တိဆောက်ပါလို့ပြောတာနဲ့အတူတူပဲ